ခဏလောက်တွေးကြည့်ရအောင်အခုမိတ်ဆွေတို့ရောက်နေတဲ့နေရာဒါမှမဟုတ်ထိုင်နေတဲ့နေရာရဲ့အောက်ခြေအနက်မှာလွန်ခဲ့တဲ့နှစ်ပေါင်း1000တုန်းကလူပေါင်းတသိန်းမကနေထိုင်ခဲ့မှုတဲ့မြို့တစ်မြို့ကြီးတစ်ခုအိတ်ဆက်နားနေခဲ့တယ်ဆိုရင်ရောမိတ်ဆွေတို့ဘာမှသိမှာမဟုတ်ပါဘူးတစ်ပင်ကြီးတွေကသူတို့ရဲ့ရာဇဝင်တွေကိုမိတ်ဆွေတို့အစားမေးဖြောက်ပေးလိုက်ကြပြီလေဒီလူတွေဟာတယ်လီစကော့မပေါ်ခင်ရာစုနှစ်ပေါင်းများစွာကတည်းကတောက်ချကျိုးရဲ့တွာလာလှောင်ရှားမှုကိုမြေပုံယူဆဲခဲ့ကြတာပါတမိုင်းပညာရှင်ကိုယ်တိုင်အော်ရလောက်တဲ့အမှုစိတ်ကြောက်စစ်ပညာတွေလည်းရှိခဲ့တယ်မြစ်တစ်စင်းမှမရှိတဲ့မိုးတက်တော်ကြီးကိုဧကရနိုင်ငံတော်ကြီးဖြစ်လာအောင်လဲစီမြောင်းစနစ်တွေနဲ့ဖန်တီးခဲ့ကြတာပါနှစ်ပေါင်း1000ကျော်လုံးမာယာလူမျိုးတွေဟာဒီနေရာမှာရှုခစ်ကိုတည်ဆောက်ခဲ့ကြတာပါဒါပေမဲ့စိတ်မကောင်းစရာကတော့လူတစ်ယောက်ရဲ့တက်တန်းတစ်ခုစာပမာဏအတွင်းမှာပဲအဲ့ဒီအမခန့်တဲ့မြစ်ပြကြီးတွေဟာရုတ်တရက်ကြီးတိတ်ဆိတ်သွားခဲ့ပါတယ်ခရစ်နှစ်800နဲ့900ကြားမှာတောင်ပိုင်းကမြို့ကြီးတွေဟာကြောက်တုံးပေါ်မှာတစ်ကရစ်တွေထူးဆတ်တာကိုတမြို့ပြီးတမြို့ရပ်တန့်လိုက်ကြပါတယ်ကိုပန်မြို့မှာနတ်တက်ခဲ့တဲ့ဥကစ်တုတ်ဆိုတဲ့ဘရင်ဟာသူ့ရဲ့နတ်တက်ပွဲကိုတမိုင်းမှာကျန်ရက်ခဲအောင်ကြောက်စာထုတ်ဖို့အမိန့်ပေးခဲ့ပေမဲ့အဲ့ဒီကြောက်တုံးရဲ့တဝက်ကိုဒီနေ့အချိန်ထိဘယ်သူမှထူးဆတ်ခွင့်မရခဲ့ပါဘူးတီကယ်မြို့မှာလည်းနောက်ဆုံးတစ်ကရစ်ရေးထွေးခဲ့တဲ့ကြောက်စာဟာခရစ်နှစ်869ခုနှစ်မှာရပ်တန့်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဘာမှမရှိတော့ပဲညစ်တက်သွားခဲ့တာပါဗီနီယာမှာမြစ်ဆိုတာတစ်စင်းမှမရှိပါဘူးမာယာတွေတောက်ခဲ့တဲ့ရေအစ်စ်တိုင်းဟာမိုးကောင်းကင်ကကျလာသမျှကိုဖမ်းယူပြီးလူတောင်ပေါင်းများစွာအတွက်နေရာဒီမှာတူလောင်ပိတ်ထားတဲ့ရေကန်ကြီးတွေစီကနေရခဲ့တာပါဒါဟာအမခန့်အင်ဂျင်နီယာအတတ်ပညာဖြစ်ပေမဲ့ကောင်းကင်ကြီးကအမိုးရပေးပါမယ်ဆိုတဲ့ဂရိအပေါ်မှာပဲရာခိုင်နှုန်းဖြစ်မိဖို့နေရတာပါကျောင်းသုံးစာအုပ်တွေမှာဆွဲတင်ခဲ့တဲ့ဇလန်တပုတ်ရှိခဲ့ပါတယ်မာယာတွေဟာတစ်ပင်တွေကိုအလွန်အကျွံခုတ်ထွင်ခဲ့တယ်စိုက်ပျိုးရေးတွေကိုအလွန်အကျွံလုပ်ခဲ့ကြလို့မိမိတို့ရဲ့အနာဂတ်ကိုမိမိလက်နဲ့ပဲဖျက်ဆီးခဲ့ကြတာဆိုပြီးဆိုကြတာပေါ့ဒါပေမဲ့မကြာသေးခင်ကသူတည်တနာတွေအရာကိုပန်မြို့ရဲ့တမိုင်းမှာတတော်ပြုံးတိမှုကြောင့်ပျက်စီးခဲ့တာဖြစ်ကြောင်းခိုင်မာတဲ့သက်တွေမတွေ့ရပါဘူးကဘာကြီးကလက်ညှိုးထိုးထားတဲ့တရားခံဟာအပြစ်မရှိတာလည်းဖြစ်နိုင်ပါတယ်ကြောက်တုံးတွေဟာမိုးရေကိုမမိကြပါတယ်2025ခုနှစ်သိပ္ပံပညာရှင်တွေဟာဂူတူဂူတွေကကြောက်စစ်မိုးမျှော်ကိုခွတ်စစ်ကြည့်ပြီးနှစ်ပေါင်း1000စာရာသီဥတုမတိုင်ကိုလေ့လာခဲ့ကြပါတယ်အဲ့ဒီမှာဘာတွေတွေ့ခဲ့လဲဆိုတော့73နှစ်စက်တိုက်မိုးရမလာခဲ့တဲ့မိုးခေါင်ရေရှားမှုကြီးပဲဖြစ်ပါတယ်73နှစ်ဆိုတာဟာဒီမိုးခေါင်မှုစတင်အချိန်မှာမွေးဖွားလာတဲ့ကလေးတယောက်ဟာမိုးပြတ်မရခင်မှာမိဘဖြစ်သွားနိုင်တဲ့အထိကြာခဲ့တာပါစစ်ပွဲဆိုတာကလည်းဒီမြန်မာအစမ်းတော်မဟုတ်ခဲ့ပါဘူးဧကရစ်မပြတ်စည်းခင်ရာစုနှစ်ပေါင်းများစွာကတည်းကခန္ဓာတွေရှိနေခဲ့ပြီးသားပါဒါပေမဲ့2025ခုနှစ်မှာပဲသူတို့တီတွေကဂွာတီမာလာကရေကန်တစ်ခုရဲ့အောက်ခြေကိုတူးပေါ်စစ်စစ်ကြီးခဲ့ရခါမှာတော့မိုးခေါင်မှုလုံးဝမရှိတဲ့ရာသီဥတုမတန်တစ်ခုကိုရရှိခဲ့ကြပါတယ်မိုးတွေရာခဲ့တယ်တတော်တွေဆိတ်လန့်ဆူပြီးနေခဲ့တယ်ဒါပေမဲ့လူတွေကတော့ပျော့ကွယ်သွားခဲ့ကြတာပါပဲခုမှအဖြေပေါ်လာတာကတော့ဒါဟာအကြောင်းအရာတစ်ခုကြောင့်ပဲမဟုတ်ပါဘူးမာယာမျိုးတွေဟာကုန်တယ်ရေးအိမ်တော်ရေးစစ်ပွဲတွေနဲ့ကွန်ရက်တစ်ခုလုံးကိုထိစပ်နေခဲ့ကြတာပါဒေတာတစ်ခုမှာမိုးခေါင်နိုင်ခံလိုက်ရတဲ့အခါအဲ့ဒီပြဿနာကဘေးကိုရက်ခဲ့သွားပြီးစစ်ပွဲတွေဒုက္ခတွေနဲ့ရှေ့ပြမှုတွေပါလာပါတယ်နောက်ဆုံးတော့မိမိတို့မြို့မှာမိုးရသည်မန်လျက်နဲ့ပဲအိမ်ချင်းတွေကပျက်စီးသွားလို့ပဝံပြိုလဲသွားခဲ့ကြရတာပါအဲ့ဒီတဲ့ပို့ဆိုးတာကတော့သူတည်တနာအသစ်တစ်ခုရလူတွေဟာကပ်ဘေးချောင်းကြီးပဲပြေးခဲ့ကြတာမဟုတ်ပါဘူးတခါတလေကြတော့လေမြို့ကြားမှာနေရတဲ့ဘဝဟာတမုံမရှိတော့ဘူးလို့ခံစားရလို့ဒီတိုင်းရှောက်ထွက်သွားခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့တောင်ပိုင်းကမြို့တွေတိတ်ဆိတ်သွားတဲ့အချိန်မှာတော့မိုင်မောင်း200ကျော်အကွာမှာချီချန်အစ္စာဆိုတဲ့မြို့တစ်မြို့ကတော့အချိန်အဟုန်ထုံးကားနေလို့မှာပဲဗီဇပညာရှင်တွေက2025ခုနှစ်မှာမာယာတင်ချိုင်းတွေကိုတူးဖော်ပြီး DNA စစ်စစ်ကြည့်တဲ့အခါမှာတော့အမှန်တရားတစ်ခုကိုအတည်ပြုနိုင်ခဲ့ပါတယ်မာယာတွေဟာဘယ်တော့မှထွက်ခွာမသွားခဲ့ပါဘူးဆိုတာပါပဲမြို့ကြီးတွေတိတ်ဆိတ်သွားတယ်ဘရင်နန်းတက်ပွဲတွေမလုပ်တော့တာအမှန်ပါပဲဒါပေမဲ့သူတို့ရဲ့မျိုးဆက်17တန်းကျော်ဟာဒီကနေ့အချိန်ထိအဲ့ဒီနေရာမှာပဲအသက်ရှင်ထင်ရှားနေသေးပါပဲမာယာစကားတွေကိုပြောတယ်မာယာပြက်ကလေးကိုတုံးတယ်ပြီးတော့သူတို့ဘိုးဘေးတွေစူးစမ်းခဲ့ကြတဲ့နေရာအောက်မှာပဲယနေ့အချိန်ထိရှိနေသေးပါဒါဆိုမာယာဧကရနိုင်ငံတော်ပျက်စီးသွားတာလားအတိအကျပြောရရင်တော့သူတို့မပျက်စီးခဲ့ပါဘူးသူတို့ရဲ့ဘရင်တွေနဲ့မြပြကြီးတွေကပဲပြိုလဲသွားခဲ့တာပါမိုးခေါင်မှုစစ်ပွဲနဲ့လူကြီးတူပေါက်မှုကြားစနစ်ကြီးတစ်ခုအချိုးကွေးမှာပြိုခဲ့သွားခဲ့ရတာပါတတော်ကြီးတွေကတောက်တုံးတွေကိုပြန်လည်မိုးသွားခဲ့ပေမဲ့လူတွေကတော့အဲ့ဒီမြေကိုစွန့်မသွားခဲ့ပါဘူးမိတ်ဆွေတို့တေချာစဉ်းစားကြည့်ရင်ဒါဟာပျောက်ကွယ်သွားခြင်းအကြောင်းမဟုတ်ပါဘူးဒါဟာယဉ်ကျေးမှုတစ်ခုကဘာကိုဆုံးဖြတ်ခဲ့ပြီးဘာကိုမပြတ်စည်းအောင်ထိန်းသိမ်းထားခဲ့လဲဆိုတဲ့အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုတော့ဒီလောက်ပါပဲမိတ်ဆွေတို့ကျွန်တော်ဗီဒီယိုကိုသဘောကျကြိုက်နေတဲ့ခဲ့ရင်တော့ like နဲ့ share လုပ်ဖို့လည်းမမေ့နဲ့အောင်နော်
ပြီးတော့နောက်လည်းဒီလိုပဲတမိုင်းဝင်ဗီဒီယိုလေးတွေကိုကြည့်ဖို့အတွက်ကျွန်တော် channel ကိုလည်း subscribe လုပ်ဖို့မမေ့နဲ့အောင်နော်ကဲအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျာနောက်တစ်ပုတ်မှာတွေ့ကြတာပေါ့